呀，这么ကွန်ပျူတာကလည်း Word နဲ့ Excel တွေမှာစာရိုက်လို့မရတော့လို့အဲ့ဒါဘယ်လိုလုပ်ရမလဲဆရာ Okay အဲ့ဒါလွယ်ပါတယ်ဒါဆိုကျွန်တော်ဒီဘက်ကိုကြည့်လိုက်အောင် Okay ဒါဆိုရင်ဒါကဘာကြောင့်ဖြစ်ရလဲဆိုရင်ကျွန်တော်ဒီမှာတစ်ချက်တော့ကျွန်တော်ပြပေးမယ်ပေါ့လေအခု Microsoft Word ကိုဖွင့်လိုက်တာနဲ့အခုလိုပေါက်လေးပေါ်လာတယ်ပေါ့နော်အခုလိုပေါက်လေးပေါ်လာတယ်ဆိုရင်ဒီမှာလည်းကျွန်တော်မြင်ရပါတယ်เนาะဒီထိတ်မှာproduct activation phase ဆိုတာဟာလေးမြင်ရမယ်เนาะတချို့ကတော့ဒီအခုလိုမျိုးစာသားပေါ်ချင်မှပေါ်မယ်တချို့ကဘယ်လိုပေါ်မလဲဆိုရင် analyzing phase ဆိုမှပေါ်လိမ့်မယ်เนาะတချို့ကတချို့ကွန်ပျူတာနဲ့ပေါ်လာချင်းတော့မတူဘူးပေါ့နော်ဘယ်လိုပဲဖြစ်နေစေကမူပေါ့နော်ဘယ်လိုပဲဖြစ်နေပါစေဒါကျွန်တော်က license ထည့်ပေးရမှာဖြစ်ပါတယ် activate ထည့်ပေးရမှာဖြစ်ပါတယ်เนาะဆိုတော့ထည့်ပုံထည့်နည်းကတော့အရင်လွယ်ပါတယ်ဆိုတော့ကျွန်တော်ဒါလေးကိုပိတ်လိုက်မယ်ကျွန်တော်ဒီ file တစ်ခုလေးလိုတယ်ပေါ့နော်ဒီမှာကျွန်တော် KMS activation ဆိုတဲ့ဒီ file လေးဟုတ်ပြီเนาะကျွန်တော်ဒီ file ကိုကျွန်တော် comment မှာပေးထားမယ်เนาะ comment မှာပေးထားပါမယ်ဆိုတော့ comment မှာ down ယူလို့ရတယ်เนาะဆိုတော့ကျွန်တော်ဒီကောင်ကိုမဖွင့်ခင်ပေါ့နော်မဖွင့်ခင်ကျွန်တော်အရင်ဆုံးလုပ်ပေးမယ်ရမယ့်အရာကကျွန်တော်ဒီ search bar ပေါ့နော်ဒီ search bar လေးမှာကာစာလေးထောက်လိုက်ပြီးတော့ကျွန်တော် VIRUS ဆိုတဲ့ virus ပေါ့နော်အဲ့ဒါလေးကျွန်တော်ရိုက်လိုက်မယ်ပြီးတော့ဒီမှာကျွန်တော် virus and trust production ဆိုတဲ့ဟာလေးကို click တစ်ချက်နှိပ်လိုက်မယ်ပြီးတော့ရင်ကျွန်တော်ဒီမျိုးလေးပေါ်လာမယ်ဆိုရင်ကျွန်တော်ဒီမှာ manage setting ကိုတစ်ချက်နှိပ်ပြီเนาะmanage setting ကိုကျွန်တော်တစ်ချက်နှိပ်မယ်ပြီးတော့ကျွန်တော်ဒီထဲမှာဒါလေးတွေအကုန်လုံးကို on ဖြစ်နေတဲ့ဟာတွေအကုန်လုံးကို off လုပ်ပေးမယ်เนาะoff နဲ့ပိတ်ပေးလိုက်ပါအကုန်လုံးကိုပိတ်မယ်เนาะအကုန်လုံးဆိုတော့ကျွန်တော်ဒီကောင်လေးကိုနှစ်ချက်နှိပ်လိုက်နှစ်ချက်နှိပ်မယ်ပြီးတော့ဒီနေရာလေးကိုเนาะကျွန်တော်ဒီမှာ window ဆိုတဲ့နေရာလေးကိုနှစ်ချက်ထပ်နှိပ်မယ်เนาะပြီးတော့နောက်ထပ်နှစ်ချက်ထပ်နှိပ်မယ်ပြီးတော့ကျွန်တော်ဒီမှာ application ဆိုတဲ့ဟာလေးမြင်ရမယ်เนาะအဲ့ဒီ application ပေါ်မှာလည်းနှစ်ချက်ထပ်နှိပ်မယ်ပြီးတော့ကျွန်တော် yes ကိုနှိပ်ပေးပါเนาะ yes ကိုထပ်နှိပ်ပေးเนาะဒီမှာ yes ဟုတ်ပြီเนาะဒီဟာလေးဖြစ်ပါတယ်เนาะ yes ကို click နှိပ်လိုက်မယ်click နှိပ်လိုက်ပြီးဆိုရင်ဒီနားလေးမှာကျွန်တော်တို့နောက်ထပ်နှိပ်ရမယ့်အရာကကျွန်တော် stop ဖြစ်ပါတယ်เนาะstop ကိုတစ်ချက်ပြန်နှိပ်လိုက်ဆိုရင်ကျွန်တော်ဒီမှာရာခိုင်နှုန်းလေးတွားနေတာမြင်ရမှာဖြစ်ပါတယ်เนาะဒီရာခိုင်နှုန်းကကျွန်တော်100ရာခိုင်နှုန်းအထိရောက်ပြီဆိုရင်သူက successfully ဆိုတဲ့စကားလုံးလေးပေါ်လာလိမ့်မယ်เนาะဒါလေးပေါ်တဲ့အထိကျွန်တော်ခဏလေးစောင့်ပေးဖို့လိုပါတယ်เนาะဆိုတော့ကျွန်တော် internet line လိုလားဆိုရင် internet တွေ wifi တွေမလိုပါဘူးเนาะကျွန်တော် offline လုပ်လို့ရပါတယ်เนาะ offline လုပ်လို့ရပါတယ်เนาะဒါဆိုရင်အခုကျွန်တော်ကွန်ပျူတာဆိုရင်90ရာခိုင်နှုန်းရောက်နေပြီအခုဆိုပြီးသွားရင်เนาะဆိုတော့ပြီးသွားပြီဆို okay ကိုနှိပ်လိုက်ပါเนาะပြီးသွားပြီဆိုရပြီเนาะရပြီဖြစ်ပါတယ်ဒါဆိုကျွန်တော် activate Microsoft Word ကိုတစ်ချက်လောက်ပြန်ဖွင့်ကြည့်လိုက်ပါမယ်เนาะ Microsoft Word ကိုဖွင့်ကြည့်လိုက်မယ်ဒါဆိုရင်ကျွန်တော်ဒီမှာမပြတော့เนาะခဏတော့ကျွန်တော် activate phase ဆိုတဲ့ဟာပြနေတဲ့ဟာအခုဆိုမပြတော့ပါဘူးเนาะဆိုတော့အကုန်လုံးအဆင်ပြေမလို့ယုံကြည်ပါတယ်ဒါလေးကိုစမ်းကြည့်ပါเนาะကျေးဇူးတင်ပါတယ်